ညီကိုအားလုံးမင်္ဂလာပါဘာမခေတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါခုကတော့2026ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့မန်ယူနီးပြဟာတလတာအကောင်းဆုံးနီးပြဆုရသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလအတွက်တလတာအကောင်းဆုံးနီးပြဆုကိုမန်ယူနီးပြမိုက်ကယ်ကယ်ရစ်ကရရှိသွားခဲ့တာပါဇန်နဝါရီလ23ရက်မှာမန်ယူကိုစတင်တာဝန်ယူခဲ့တဲ့မိုက်ကယ်ကယ်ရစ်ဟာပထမပိုင်းတလထဲမှာတင်မန်ယူကို3ပွဲဆက်အနိုင်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့်တလတာကောင်းဆုံးနီးပြဆုကိုရရှိခဲ့တာပါမိုက်ကယ်ကယ်ရစ်ဟာဘုံမောက်နီးပြအီရိုလာကိုကျော်ဖြတ်ပြီးတလတာကောင်းဆုံးနီးပြဆုရခဲ့တာဖြစ်ပါတယ်မိုက်ကယ်ကယ်ရစ်ဟာဇန်နဝါရီလထဲမှာမန်စီးတီးအာဆင်နယ်နဲ့ဖူဟမ်တို့ကို3ပွဲဆက်အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့နေရာမှာနီးစနစ်ပိုင်းနီးဗျူဟာပိုင်းတွေမှာတည်းမကပဲကစားသမားတွေရဲ့စိတ်သက်ပိုင်းကိုပါပြောင်းလဲဖြစ်သွားအောင်အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့်ပရီးမီးယားလိဂ်ရဲ့တလတာကောင်းဆုံးနီးပြဆုကိုရရှိခဲ့တာပါမိုက်ကယ်ကယ်ရစ်ဟာမန်ယူကိုစတင်တာဝန်ယူပြီးပရီးမီးယားလိဂ်တလတာကောင်းဆုံးနီးပြဆုကိုအမြန်ဆုံးရရှိသူအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်ခင်ဗျာလီဗာပူးနီးပြအာနေစလော့ကလက်ရှိရင်ဆိုင်နေရတဲ့ဒဏ်ရာပြဿနာတွေကြောင့်ဦးစားပေးမဲ့ပြိုင်ပွဲနဲ့ရီမန်းချက်ကိုရွေးချယ်ရတော့မယ်လို့ပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆန်ဒလန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာညာနောက်ခံလူနေရာမှာကစားခဲ့တဲ့အန်ဒိုဒဏ်ရာရသွားပြီးတဲ့နောက်မှာလီဗာပူးဟာခန်းစစ်ပိုင်းနဲ့တိုက်စစ်ပိုင်းအတွက်အသုံးပြုစရာကစားသမားနည်းသွားတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာပါလီဗာပူးရဲ့ညာတောင်ပံခန်းစစ်နေရာမှာကစားနိုင်တဲ့ဖရင်ပေါင်နဲ့ကွန်နော့ဘရက်ဒလီတို့အပြင်အန်ဒိုဘာတန်ရာထက်ရသွားခဲ့တယ်လို့တိုက်စစ်ပိုင်းမှာလည်းအထောင်တိုက်စစ်မှုနေရာအတွက်အီကီတီကီကိုပဲတုံးနေရတဲ့အခြေအနေတွေကြောင့်အာနေစလော့ကဦးစားပေးရီမန်းချက်ကိုရွေးရတော့မယ်လို့ပြောကြားခဲ့တာပါအာနေစလော့ကကျွန်တော်တို့ချန်ပီယံဆုတွေအတွက် FA ဖလားပြိုင်ပွဲနဲ့ချန်ပီယံလိပြိုင်ပွဲရှိပါတယ်ပရီးမီးယားလိမှာချန်ပီယံလိဝင်ခွင့်ရအောင်လုပ်ရမှာလည်းဖြစ်ပါတယ်ဒဏ်ရာပြဿနာတွေကြောင့်ကျွန်တော်တို့၃ခုလုံးမှာအကောင်းဆုံးဖြစ်မယ်လို့တွေးရင်အကောင်းမြင်လို့ရောက်ပါလိမ့်မယ်ဒါကြောင့်ဘာကိုပြစ်မှတ်ထားမလဲဆိုတာကိုရွေးရမယ်လို့ဖြစ်လာခဲ့ပါပြီလို့ပြောကြားခဲ့ပါတယ်ခင်ဗျာအာဆင်နယ်အသင်းနဲ့မန်ယူအသင်းဟာပြီးခဲ့တဲ့15နှစ်အတွင်း FA ဖလားပြိုင်ပွဲမှာအခက်ခဲဆုံးပြိုင်ဘက်တွေနဲ့အများဆုံးတွေ့တဲ့အသင်းတွေဖြစ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းတွေပေါ်ထွက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့15နှစ်အတွင်း FA ဖလားပြိုင်ပွဲမှာအာဆင်နယ်တွေ့ခဲ့တဲ့ပြိုင်ဘက်တွေရဲ့ပရီးမီးယားလိဂ်အဆင့်ရပ်တည်မှုက24.6ရှိခဲ့တာဖြစ်ပြီး FA ဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာအခက်ခဲဆုံးပြိုင်ဘက်တွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ဒီလိုအခက်ခဲဆုံးပြိုင်ဘက်တွေနဲ့တွေ့ခဲ့ပေမဲ့အာဆင်နယ်ဟာ2014 2015 2019နဲ့2020ပြည့်နှစ်တွေမှာ FA ဖလားချန်ပီယံဆုကိုရအောင်ယူနိုင်ခဲ့ပါတယ်။မန်ယူတွေ့ခဲ့တဲ့ပြိုင်ဘက်တွေရဲ့ပရီးမီးယားလိဂ်အဆင့်ရပ်တည်မှုက26.6ရှိခဲ့ပေမဲ့မန်ယူဟာပြီးခဲ့တဲ့15နှစ်အတွင်းမှာ FA ဖလားချန်ပီယံဆုကို2ကြိမ်ရယူနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့15နှစ်အတွင်း FA ဖလားပြိုင်ပွဲမှာအလွယ်ကူဆုံးပြိုင်ဘက်တွေနဲ့တွေ့ခဲ့တာကတော့ပရီးမီးယားလိဂ်အဆင့်ရပ်တည်မှု51.2ရှိတဲ့ပြိုင်ဘက်တွေနဲ့ပဲတွေ့ခဲ့တဲ့စပါးဖြစ်ပြီးချန်ပီယံဆုတစ်ချိန်မှမယူနိုင်ခဲ့တဲ့အထိစပါးရဲ့စွမ်းဆောင်ရည်ကညံ့ဖျင်းခဲ့ပါတယ်ခင်ဗျာချယ်ဆီကွင်းနဲ့ကစားသမားနက်တိုဟာဟာစီးတီးကိုအနိုင်ရခဲ့တဲ့ FA ဖလားပွဲစဉ်မှာချယ်ဆီကစားသမားအနေနဲ့ပထမဆုံး hat-trick သွင်းနိုင်ခဲ့ပါတယ်။နက်တိုဟာပွဲချိန်မိနစ်40 50မိနစ်နဲ့80မိနစ်တွေမှာ3ဂိုးသွင်းပြီးတော့ hat-trick သွင်းနိုင်ခဲ့တာပါ။နက်တိုဟာစီးတီးရဲ့ခံစစ်ကြောင်းကိုအကောင်းဆုံးချိန်ချောက်နိုင်ခဲ့တယ်လို့ရတဲ့ခွင့်ရတွေကိုထိထိရောက်ရောက်အသုံးချနိုင်ခဲ့တယ်လို့ချယ်ဆီနီးပြရိုစီနီယာကချီးကျူးခဲ့ပါတယ်။ဟာစီးတီးဟာရိုစီနီယာအတွက်ကစားသမားအဖြစ်ကစားခဲ့တယ်လို့နီးပြဖြစ်လဲတာဝန်ယူခဲ့မှုတဲ့အသင်းဟောင်းဖြစ်ပါတယ်။ချန်ပီယံရှစ်မှာပရီးမီးယားလိဂ်ကိုတက်ရောက်ဖို့အလားအလာကောင်းနေပိုင်ဆိုင်နေတဲ့ဟာစီးတီးဟာချယ်ဆီကိုအဘက်ဘက်ကမရှင်နိုင်ခဲ့ပဲဂိုးပြတ်ရှုံးခဲ့တာပါချယ်ဆီဟာဘောလုံးပိုင်ဆိုင်မှု86%ထိအသာရပြီးဟာစီးတီးကိုဂိုးပြတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီကနေ့တော့နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမာကိတ်ကနေပြီးညီကိုတို့အားလုံးအတွက်စူးစီးပြီးတင်ဆက်ပေးခဲ့တာပါဒီပုံမှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်ဘာမာကိတ်ရဲ့ဗီဒီယိုတွေကိုစုံထိကြည့်ရှုပေးတဲ့အတွက်လည်းညီကိုတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ